ရှင်သာရိပုတ္တရာမထေရမြတ်တမ္ပပဝင်စားပြီးတော့တမ္ပပကထားတဲ့အခါမှာခေါင်းထဲမှာအတွေးတစ်ခုဝင်လာရှင်သာရိပုတ္တရာလည်းအသက်အရွယ်ရလာပြီမြတ်စွာဘုရားကလည်းအသက်80ရွယ်ထဲမှာဆိုရှင်သာရိပုတ္တရာမထေရမြတ်မြတ်စွာဘုရားရဲ့အဆုံးအမတွေရလို့စိတ်ဓာတ်ကြံ့ခိုင်မှုတွေပြေဝရထားပြီးဧကတာဝကလို့ဆိုတဲ့ကြီးမားလှတဲ့ဧကတာဝကဘောဓိအတိညာဉ်ကြီးနဲ့ဖျားပြီးရင်ပညာဉာဏ်အကြီးဆုံးပုဂ္ဂိုလ်မြတ်ဖြစ်ပြီးတော့အကျဉ်းတရားတွေလည်းလွန်ကြီးမားတယ်ပညာကလည်းကြီးမားတယ်ယဟန်တန်ဃာတွေရဲ့ကိုးကွယ်ရာအားထားရာဓမ္မသေနာပတိလို့ဆိုတဲ့ဂုဏ်ဓုဝိသေသတွေနဲ့ချီးမွမ်းခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ခေါင်းထဲမှာအတွေးဝင်လာတယ်တမ္ပပကထတော့ဘာအတွေးဝင်လာသလဲဆိုတဲ့အခါဧကတာဝကတွေလည်းအသက်ကြီးလာပြီမြတ်စွာဘုရားလည်းအသက်ကြီးလာပြီလူဆိုတာတဏိသေးချမှာပဲအဲ့တော့မြတ်စွာဘုရားတွေကပြိဋိဘံအရင်စန္ဒာလားဧကတာဝကတွေကအရင်စန္ဒရတာလားသမိုင်းကိုပြန်ကြည့်တာနော်ထုံးတမ်းစင်လာလို့ဖြစ်နေတဲ့သမိုင်းကိုပြန်ကြည့်တာဧကတာဝကတွေနဲ့မြတ်စွာဘုရားဘယ်သူကအရင်ပြိဋိဘံစံတယ်လဲလို့ဆိုတဲ့အခါမှာဧကတာဝကတွေကအရင်ပြိဋိဘံစံကြတာကိုတော့တွေ့တယ်ထုံးစံတစ်ခုကိုလိုက်ထားတော့မဟုတ်ဘူးနော်သဘောကစံယူသူကြည့်လိုက်တဲ့အခါဧကတာဝကတွေကအရင်ပြိဋိဘံစံတာကိုတွေ့ရတယ်အဲဒီမှာသားတော်ရာဟုလာလေးကလည်းစောစောစီးစီးပဲတာဝရိန္ဒနတ်ပြည်မှာသွားပြီးပြိဋိဘံစံတယ်တာဝရိန္ဒနတ်ပြည်မှာသူတငယ်ချင်းအပေါင်းအသင်းတွေအတိတ်ဘဝပါရမီဖြည့်ဘက်တွေအများကြီးရှိတော့လူပြည်မှာတောင်ပြိဋိဘံမစံဘူးတာဝရိန္ဒနတ်ပြည်သွားပြိဋိဘံစံတယ်ရှင်ကုဏ္ဍညမထေရမြတ်ကလည်းစောစီးစီးသတ္တန္တအိမ်မှာသွားပြီးတော့ပြိဋိဘံစံပြီးသွားပြီအဲ့တော့သူအနေနဲ့တက်တန်းဟာဘယ်လောက်ရှိသေးတယ်လဲလို့ကြည့်လိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာခေါင်းထဲမှာပေါ်လာတာသူ့အသက်ကလည်း9ရက်ပဲကျန်တော့တယ်ဆိုတာကိုသိရသို့တော့အဲ့ဒီ9ရက်ပဲကျန်တော့တယ်လို့သိတဲ့အချိန်မှာစိတ်နှလုံးဟာတုန်လှုပ်သွားသလားလို့ဆိုမတုန်လှုပ်ဘူးကြန့်ခိုင်တယ်ခုနပြောရတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရထားတရားသီလနဲ့ထုံဝန်းထားတဲ့သမာဓိတမာရီနဲ့ထုံဝန်းထားတဲ့ပညာပညာနဲ့ထုံဝန်းထားတဲ့စိတ်ဓာတ်ဘယ်လောက်ထိကြန့်ခိုင်တယ်လဲလို့ဆိုရင်သူ့ရဲ့အသက်ဟာ9ရက်ပဲရှိတော့တယ်လို့ဆိုတဲ့အချိန်မှာအပြုံးမပြတ်နေနိုင်တာပဲကြည့်လေဘယ်လောက်ကြန့်ခိုင်မှုရှိသောကတစုံတစမရှိဘူး။ရိုးရိုးပဲငါရဲ့သက်တမ်းဟာ9ရက်ပဲရှိတော့အေးဒါဖြင့်ဒီသက်တမ်းစိတ်ရနေမှာဘယ်နေရာသွားခေါင်းချမလဲလို့စဉ်းစားလိုက်တော့လောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့မြတ်စွာဘုရားရဲ့တပိသားတာဝကပြီးပြီးသူလုပ်ခဲ့တဲ့လုပ်ရက်တွေအများကြီးပဲသူရဲ့ကုညီဆောင်မမှုကြောင့်ရှင်သာရိပုတ္တရာရဲ့အကျိုးပြုမှုကြောင့်ဖေးမကုညီဟောပြောမှုကြောင့်အကျိုးတရားရသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်သို့တော့သူ့ရဲ့မေတော်ကြီးဟာအဲ့ဒီချိန်ထိအောင်မြမာကိုကိုးကွယ်တဲ့မုံနေမကြီးတူမြတာဖြစ်နေသေးတယ်အဲ့ဒါကိုသွားမြင်လေကျေးဇူးရှိတယ်ငါမေတော်ကြီးငါပေါ်မှာကျေးဇူးရှိတယ်ငါတွေမကဘူးနော်သား4ယောက်သမီး3ယောက်အလုံးပေါင်းလိုက်ရဟန္တာ9ပါးရဲ့မေတော်ဖြစ်ပါလေတဲ့နဲ့ဘုရားဘာသာမဖြစ်သေးပဲနဲ့မြမာကိုကိုးကွယ်တဲ့ဘာသာဝင်ကြီးမြမာဘာသာဝင်ကြီးဖြစ်နေသေးတယ်ငါအနေနဲ့တာဝန်မကျေသေးဘူးအဲ့တော့နောက်ဆုံးအနေနဲ့မေတော်ကြီးလမ်းမှန်သွားအောင်ငါကြိုးစားဖို့လိုတယ်ငါကြိုးစားရင်ရောရနိုင်သလားလို့အသေးစိတ်စဉ်းစားလိုက်တဲ့အခါငါပြောရင်တော့ရနိုင်မဲ့အနေအထားရှိလာပြီအရင်တော့ကတော့ဘလို့ပြောလို့မှမရဘူးဖွားကြီးကတယူတန်ကြီးဖြစ်နေသားတွေသမီးတွေယဟန္တာတွေဖြစ်နေပေမဲ့လို့သူ့ယူဝါဒကိုသူမစွတ်ဘူးပြမာကိုပဲတန်းတန်းဆွဲအားကိုးနေတာအဲ့ဒါနဲ့နောက်ဆုံးအချိန်ကကြိုးပမ်းမယ်ဆိုပြီး
ညီတော်စုံနာကဲ့သို့ရဟန်း900ငါနောက်ကလိုက်မဲ့တပည့်တွေ900အကြောင်းကြားဒီကနေ့ပဲစပြီးခီးထွက်ကြရအောင်နာလကဆိုတဲ့ရွာလေးကိုခီးထွက်မယ်လို့တာဝတိဇေရွန်ကျောင်းကနေပြီးတော့ခီးစထွက်ကြတဖြည်းဖြည်းနဲ့ခီးထွက်သွားတာနော်တရနာတညာနာနဲ့ခီးထွက်သွားတာတဆောင်မုံလာပြီးညနေချမ်းအချိန်မှာသူ့ရဲ့ဇာတိရွာနာလကရွာလေးကိုရောက်သွားတယ်ရောက်သွားတော့နာလကရွာမှာအရိပ်ကောင်းတဲ့ရွာတကားဝနီးမှရှိတဲ့ညောင်မင်းကြီးအောက်မှာရဟန်း900အချမ်းရံနဲ့ခိတ္တခဏထိုင်ပြီးနားနေကြအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာရဲ့တူတော်တဲ့အမျိုးတယောက်ရွာပြင်ထွက်လာတာနဲ့ပဲပင်းမှတွေ့တဲ့အခါသူလာနှုတ်ဆက်တော့မင်းတို့အဖွားအေးရှိသလားလို့ဆိုရှိပါတယ်ငါဒီကနေ့ညအိမ်မှာခဏတဲမယ်ငါမွေးတဲ့အခန်းငါဖွားမြင်ခဲ့တဲ့အခန်းကိုရှင်းလင်းပြီးတော့ပြင်ထားခိုင်းလိုက်ဆိုပြီးတော့ဖွားတော်မူတဲ့အခန်းပဲသူမွေးဖွားခဲ့တဲ့အခန်းဟာဒီတိုင်းပဲထားတာသူတို့ကအမြဲတမ်းချမ်းသာကြွယ်ဝတဲ့အမျိုးတွေဆိုတာထိမ့်သိမ်းဆောက်ရှောက်ထားတဲ့နေရာတွေကဒီတိုင်းပဲရှိတယ်အမှတ်တရထားလေးရှိကြတယ်ပေါ့သူတို့စီအဲ့ဒါနဲ့ဖွားအေးစီသွားပြီးတော့သတင်းပေးတယ်တာကြီးလာတယ်ဆိုတော့စိတ်ထဲမှာတော့အမျိုးမျိုးပေါ့လေဘာဖြစ်လို့များပြန်လာတာတော့ခုမှအသက်ကြီးမှတခြားလုံးအိမ်မကပ်ဖဲနဲ့ရှောက်သွားခုမှဘာဖြစ်လို့များငါအိမ်ပြန်လာတာလေတွေးတယ်သူကလူများထွက်တော့မလို့ငါစီပြန်လာတာလားလို့စိတ်ထဲမှာလည်းဒီလိုအောင်မိတ်ရှင်သာရိပုတ္တရာရောက်တဲ့အခါမှာယဟန်တန်ဃာတွေဆုံးမဩဝါဒပေးပြီးကိုရောမြတ်ကတော့အိမ်မှာပဲသတင်းသုံးလိုက်တယ်ယဟန်တန်ဃာတွေကိုညတရားအဆုံးမပေးပြီးတော့သူတို့သတင်းသုံးဖို့နေရာချထားတဲ့နေရာတွေအလုံးပြန်ကြွသွားပြီးတပါးလေးကျန်တယ်ဆိုတဲ့အချိန်မှာနေမကောင်းထိုင်မသာဖြစ်လာယောဂဆိုတာရခြင်းချက်ချင်းပဲနော်နေမကောင်းတာဘာဖြစ်လဲဝန်းနေသွားတာဝန်းသွားတော့သွေးဝမ်းနေပါလာအဲ့ဒါလို့သွေးဝမ်းနေသွားတဲ့အခါအနိနာပြုစုတာတော့ညီတော်စုံနာပြုစုပြီးတော့ပြီးအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာမထေရမြတ်ညတညလုံးယောဂဖြစ်ပြီးတော့နေတဲ့အချိန်မှာတရားမင်းလည်းလာတယ်စတုမာရိနမင်းကြီးတွေလည်းလာတယ်ပြမာကြီးတွေလည်းလာတယ်တညာလုံးအိမ်မှာဝင်းလဲလဲနမင်းကြီး၄ယောက်အရာ၄မျက်နှာဘက်ကဝင်းလဲလဲနဲ့ရောက်လာတယ်အလင်းရောင်ကြီးတွေရောက်လာတယ်ကောင်းကင်ယံကအလင်းရောင်ကြီးတွေနဲ့မြင်တော့မမြင်ရဘဲနဲ့အလင်းရောင်ကြီးတွေခဏပေါ်ထွက်လာတာမေတော်ကြီးကမြင်တယ်နေမကောင်းမှုဆိုတော့စိတ်ကလည်းစိုးရိမ်နေပေါ့အခြေအနေတခုသူစိုးရိမ်စိတ်နဲ့ကြည်နေပြီနာနဲ့မိုးတော့အလင်းမရောက်ခင်လေးမှာခြေနေသိကျင်လို့မေတော်ကြီးကညအိတ်လို့မရအစောကြီးလာပြီးတော့ရှင်သာရိပုတ္တရာခြေနေကိုလာပြီးတော့ကြည်တာအဲ့ဒီကြည်တဲ့အချိန်မှာသူသိကျင်တဲ့မသိကျင်တော့ဆိုညလာတဲ့ဝင်းလဲလဲနဲ့အယောင်တွေနဲ့ဟာဘသူတွေလဲဘာတွေလဲညကတအိမ်လုံးလင်းထိန်ပြီးတော့လာရှင်သာရိပုတ္တရာပြောပြတယ်ပထမလာတာအရာလေးမျက်နှာကအလင်းရောင်ကြီးတွေနဲ့ရောက်လာတာအဲ့ဒါနမင်းကြီး၄ပါးလာတာကျမကြီးလာပြီးတော့မေးချတာနောက်ရောက်လာတဲ့လူကတော့တရားမင်းကြီးပဲသူတို့တွေပို့ပြီးတော့အလင်းရောင်တွေကြီးမားတယ်နောက်ရောက်လာတာတွေကြတော့ကောင်းကင်ယံကမြမာကြီးတွေလာတာဆိုတော့သူစိတ်ဝင်စားသွားတယ်သူကမြမာကိုးကွယ်တာဘယ်လောက်ထိစိတ်ဝင်စားသွားတော့ဆိုအော်ငါသားကမြမာတွေကတောင်လာတွေ့ရလောက်အောင်မြမာတွေတဲ့ဘုံတကူကြီးသလားလို့ဆိုတော့အဲ့ဒီမှာရှင်သာရိပုတ္တရာမေတော်ကြီးကိုတရားဟောဖို့အကွက်ရသွားစိတ်ဝင်စားလာမှလှုပ်လို့ရတယ်လေလူဆိုတာ
စိတ်မဝင်စားပဲနဲ့ပြောလို့အလကားပဲ